ပြီးရင်ကွန်မန့်တွေကိုဖြတ်သွားတယ်လေမေ့နေတာကြာပြီလိုင်းရလည်းမကောင်းမေ့ထားတယ်လို့တတိလည်းမရဘူးဘာလို့လဲဆိုတော့လေလူတွေကိုတတိရတဲ့အခါမှာတိုက်ခိုက်မှုတွေရှိလို့ရှိရင်အဲ့ဒီအရာတွေအကုန်လုံးကကိုယ်အဲ့ energy တွေအကုန်လုံးကပြန်ပေးတယ်အဲ့ဒါကြောင့်မလို့ကိုယ့်ဘာကိုတတိမရအောင်နေတယ်အစင်ပြေအောင်နေတယ်တနေ့တာမှာဗာအရေးကြီးဆုံးလဲနော်ကိုမချက်နိုင်တဲ့အချိန်ကိုစိတ်ထဲမှာမချက်ချင်တဲ့အချိန်ကြလို့ရှိရင်ကိုညီအဟင်းလေးတွေချက်ပေးတယ်မိသားစုအတွက်သူ့ energy သုံးပြီးတော့နော်အဲ့ကြမိသားစုထမင်းဝိုင်းလေးထမင်းစားရတယ်ရှိတာနဲ့အကိုချက်တဲ့အခါကြလို့ရှိရင်သူကလေးလေးထိမ့်ပေးတယ်ကလေးလေးနဲ့စော့တယ်သူသားလေးနဲ့သူတနေ့တာတနေ့အလုံးလုံးတဲ့အခါမှာလဲအလုံးလုံးတဲ့ဟာကို focus ထားပြီးကိုအင်အားသုံးပြီးကိုလုံးနိုင်တာကိုလုံးမယ်ဒါကြီးတို့ဘဝပဲဘယ်ဘဝတွေကိုသိချင်လို့ဘယ်ဘဝတွေကိုဂယူးဆိုင်လို့ဘလို့စကားမျိုးနဲ့လာပြောနေတာတော့ဘလို့စကားမျိုးနဲ့မှလာမပြောနဲ့အဖွားနဲ့နေခဲ့တဲ့တခြားမှလည်းအဖွားအသုံးမကျလို့ဆဲတာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်အဖွားကိုချစ်တယ်အဖွားနဲ့ကြီးပြင်းခဲ့ရတာအဲ့တော့ကိုလုံနိုင်တဲ့အင်အားနဲ့ကလေးဘဝပဲရှိသေးတယ်အဖွားကိုလှုပ်ကြည့်ခဲ့တယ်အဖွားကိုအလုံးလုံးဝပေးမလုပ်တော့တဲ့အချိန်တွေမှာအများကြီးကျုပ်ဘဝမှာအဖွားသုံးပြီးတဲ့အချိန်မှာလဲအဖွားရွာလေးကိုသွားပြီးအဖိုးတွေအဖွားတွေကိုသွားပြီးတော့ကူညီတယ်လှူတယ်နှစ်တိုင်းတစ်ခါလေကြာရင်တစ်နှစ်ကိုနှစ်ခေါက်ရောက်တယ်ခမည်းတော်ရောက်လို့လားခိုင်ကြရင်အပေါ်ကနေနေပြီးတော့အောက်ကိုကြည့်ပြီးတော့မပြောနဲ့ကျုပ်တို့ဘဝတွေမှာကျုပ်တို့လှုပ်ပေးနိုင်သလောက်လှုပ်ပေးခဲ့တယ်ထားနိုင်သလောက်ထားပေးခဲ့ပြီးသွားပြီနိုင်ငံခြားခရီးစဉ်ဆိုတာရင်သုံးနဲ့ကနော်ကိုတက်နိုင်တဲ့အားနဲ့ခေါ်ခဲ့ပြီးသွားပြီခေါ်ပေးခဲ့ပြီးသွားပြီကျုပ်ကိုအမေတယောက်ဖြစ်တဲ့အချိန်မှာလာမတိုက်ခိုင်းနဲ့ဆုတောင်းနေပြပါစေမအောင်မမြင့်ဒီလိုလည်းအမြဲတမ်းဆုတောင်းတယ်မိသားစုအေးချမ်းချမ်းနဲ့ peace ဖြစ်ဖို့ close ဖြစ်ဖို့နှလုံးသားချင်းရင်းနှီးဖို့ကျန်တာတွေကဘာမှအရေးမကြီးဘူးကျန်တာတွေအကုန်လုံးကဒီလက်နှစ်ဖက်ကလာတယ်ဒီအုံနောက်ကလာတယ်ဒီနှလုံးသားလာတယ်ကိုလှုပ်လှုပ်နိုင်တယ်ကိုလှုပ်တတ်တယ်နေလဲနေတတ်တယ်နေတတ်လို့ပဲနေနေတာI love my grandma အခုချိန်ထိလည်းအဖွားနဲ့ပတ်သက်လို့ရှိရင်အဖွားအတွက်ကိုအမြဲတမ်းဆူတောင်းပေးတယ်အဖွားရောက်တဲ့အရက်မှာဒီထက်ကောင်းမွန်တဲ့နေရာမှာအေးချမ်းစွာပျော်ရွှင်စွာရှိနေပါစေလို့ဆူတောင်းပေးတယ်အဲ့တော့အမြဲတမ်းဒေါသထွက်ပြအမြဲတမ်းပူလောင်ပြတာမျိုးအမြဲတမ်းရိုင်းပြတာမျိုးလည်းမလုံးနဲ့လာလည်းမမန့်နဲ့သမီးတို့မှခံစားရတယ်ဒီနှလုံးသားတွေကမခံနိုင်တော့ဘူးဝေးမှပဲနေတယ်ဝေးဆုံးမှပဲနေတယ်ဝေးဆုံးမှပါပဲနင်တို့ပစ္စည်းတွေပြန်ယူဘာဖြစ်တယ်ညာဖြစ်တယ်လဲမပြောနဲ့သူလူတွေကိုပေးတယ်ဆိုတာနှလုံးသားနဲ့ပေးမှရတာနှလုံးသားနဲ့ပေးခဲ့တာတွေရည်ရွယ်ချက်ကပါလဲသိလားကိုပေးခဲ့တဲ့ရွှေတွေပဲဖြစ်ဖြစ်ငွေတွေပဲဖြစ်ဖြစ်ရည်ရွယ်ချက်ကနာမကျန်းဖြစ်တဲ့အခါမှာသုံးဆွဲလို့ရတဲ့ရည်ရွယ်ချက်လည်းကောင်းခဲ့တယ်မာကက်တီရဲ့တတိရတယ်ဂီဖုန်းမကောင်းဂီဖုန်းဝယ်အောင်မမဂီတာဒီမှာထားတခြားဖုန်းနဲ့လွှင့်နေတာမနဲ့ကီနဲ့ဆက်သွယ်ပြတ်သွားတယ်ဒါပေမဲ့တတိရတယ်ကိုမရဲ့ဆူတောင်းပေးခြင်းတွေလည်းအများကြီးရတယ်လို့
ကြည့်ထားမယ်မာကြီး support ထားလဲကြည့်ထားမယ်ကြည့်လိုက်မယ်ဒီ page ကနေပဲကြည့်လိုက်မယ်နော်ဒီလိုနားမှာရှိနေတဲ့ဒီဇိုင်းတွေတော်တော်များများဟာလဲနှွေးထွေးပါတယ်တော်ပြီလေစိတ်နှောက်ရှက်ဖြစ်ရတာတွေတိုက်ခိုက်မှုတွေလာလဲမဝေဖန်နဲ့အန်တီစုကိုဝမ်းနဲ့လွယ်ထားတဲ့ကိုရဲ့သားသမီးတွေကိုပဲနီးစပ်တဲ့သူတွေကိုပဲအနီးဆုံးမှာတစ်သက်လုံးနေခဲ့ဘူးတဲ့သူတွေကိုပဲကောင်းဆုံး knowledge ကိုပေးပြီးအကောင်းဆုံးရှင်သန်နိုင်အောင်ပဲသူတို့ကိုသွန်သင်ပေးလိုက်ပြဿနာတွေလည်းတက်ခဲ့ရပြီးသွားပြီမပြောချင်ဘူးเนาะဘယ်လောက်ရွလဲဆိုတာလည်းမပြောချင်ဘူးကိုဘွားနဲ့ကိုပဲလူတွေပါလို့ခြင်းလဲကိုနာဘလို့ရောက်လာလဲဆိုတာသိပြီးသားကိုလည်းကိုပေးနိုင်သလောက်ကိုလှုပ်ပေးနိုင်သလောက်ကိုပေးခဲ့ပြီးသွားပြီဆိုတော့ထပ်ပြီးတော့လဲလာမွေပါနဲ့ကျုပ်ပါကျုပ်တကိုယ်လုံးမဲ့တတူးထိုးကျုပ်ပါကျုပ်ဘလို့ပဲနေကျုပ် happy ရဲ့ကျုပ်ရဲ့ happiness ကိုဘယ်သူကမှဘယ်တုန်းကမှလာမပေးခဲ့ဘူးအန်တီတို့ဆိုတာဝေးကျုပ်မေကကျုပ်ဘွားပဲတလုံးမေလို့ခေါ်လာလဲကျုပ်ဘွားပဲရှုပ်ထွေးတယ်အဲ့ရှုပ်ထွေးမှုတွေမှလည်းမနေခြင်းဘူးဘသူရှိရမှလည်းဘာမှလည်းမလိုချင်ဘူးဘာမှလည်းမမျှော်လင့်ဘူးအေဂျင့်နဲ့တခုဆို line ပေါ်မှာငါဘလို့လုံးပလိုက်မှာဘလို့စော်ဘလို့ဟွာဖြစ်လိုက်မှာဘသူစော်ကားဘူးလဲအန်ဒီတို့ဖြစ်တည်မှုတွေအကုန်လုံးကိုဖြစ်တည်မှုနဲ့ကိုပဲဘဝကျန်းတယ်နော်အိမ်အောင်ရေးရမလွယ်ဘူးတိတ်ကိုနှက်နဲတယ်ခက်ခဲတယ်နားလည်နိုင်အောင်ပဲကြိုးစားတယ်နားလည်ပေးတယ်ကိုဘဝကိုလည်းကိုအပြစ်မတင်သလိုသူများဘဝကိုလည်းအပြစ်တင်ဖို့လည်းမစင်စားဘူးဒီချိန်ထိလည်းလာပြီးတော့လေကလိနဲ့လာမတိုက်ခိုက်နဲ့ပြောလိုက်တဲ့စကားတွေအကုန်လုံးကမေတ္တာတရားမပါဘူးတိုက်ခိုက်မှုတွေကြီးပဲစိတ်ရောလူရောမသိကျင်ဘူးဘာမှကောင်းတာလည်းမသိကျင်ဘူးဆိုးတာလည်းမသိကျင်ဘူးဘာကို peace ပြအောင်မနေတယ်မစင်စားဘူးဘသူ့အကြောင်းမှလည်းအန်ဒီတို့ပါဇက်အန်ဒီပါဇက်ကပြောတတ်ဆိုတတ်အဲ့လိုမျိုးတိုက်ခိုက်တတ်တယ်ဆိုရင်အန်ဒီတခြားလူတစ်ဖက်မှာလည်းအကုန်လုံးရှိတယ်ဒါပေမဲ့ဘာလို့မှလဲဒီ life ထဲမှာဒီ cycle ထဲမှာဒီအတွေးထဲမှာဒီအတွေးခေါ်ထဲမှာပဲဒိုးနေသမီးတို့မှာအဲ့ဒါမရှိတော့ဘူးသမီးတို့ဘဝမှာသမီးတို့ဘယ်လိုရှောက်အောင်မလဲသားလေးကိုဘယ်လိုချစ်တတ်အောင်နော်ငယ်တည်းကထားပေးရမလဲဒီနေ့ကျရင်မိသားစုဘဝကိုသူတည်ဆောက်ရမယ်သူမိသားစုသူချစ်ရမယ်ဆောင်းရှောက်ရမယ်နှလုံးသားနဲ့ရပြီပေါ့အမလည်းမျှော်လင့်ဘူးသူတောက်လည်းရမ်းထဲမတွက်နဲ့သူ့ဘာသူနေပါစေဘသူအငွေသားမှမရှိဘူးသူတာ free ကိုကြီးမိဘတွေသူတောက်ချစ်တယ်သူတို့ချစ်တာကိုသူတို့ပြနိုင်တယ်သူရပြီအားလည်းစင်ပြေတယ်စိတ်ချမ်းသာရတယ်စိတ်မစင်ရဲစေချင်တော့ဘူးဟုတ်တယ်ညီမလေးချမ်းသူများမိခင်တွေကိုလည်းနားလည်နိုင်အောင်ကြိုးစားတယ်ကိုလည်းကိုကမိခင်တယောက်ဖြစ်တဲ့အတွက်ကိုလည်းနားလည်နိုင်အောင်ကြိုးစားတယ်ကိုဂယုစိုက်တယ်ဘသူဂယုစိုက်ပေးလို့လဲဘသူကလာဂယုစိုက်ပေးလို့လဲ
ကြောင်းမလို့ဘာမှအပိုတွေလဲလာမပြောနဲ့အနီတို့ရှိရဘာမှမမျော်လင့်ဘူးစာလေးတစ်ကြောင်းလဲမမျော်လင့်ဘူးမမျော်လင့်တော့အေဂျင့်နဲ့မမျော်လင့်လဲလာပေးနေတဲ့အဲ့အရာတွေကိုမလိုချင်ဘူးကိုလုတ်ပေးခဲ့တာတွေအကုန်လုံးကလည်းနှလုံးသားနဲ့လုတ်ပေးခဲ့တာတွေကြီးပဲစော်ကားစရာရှိရင်ဘသူကလာစော်ကားနေရလဲမစော်ကားနဲ့ကောင်းမွန်တဲ့ခရီးစဉ်တွေကိုအများကြီးပို့ခဲ့ပြီးဘွားကြီးအများကြီးပဲကိုယ့်ရဲ့ page လေးမှာကိုယ့်ဘာကိုယ့်ရဲ့တည်မှုလေးနဲ့ကိုယ့်ဘာကိုနေချင်လို့နေနေတာဒီ page ကိုလည်းလာမထိခိုင်းနဲ့အန်ဒီတို့နဲ့ဘာမှမဆိုင်အန်ဒီနဲ့ဘာမှမဆိုင်အန်ဒီသမီးနဲ့ဆိုတာဝေလာဝေးရွာချက်ပဲကိုသမီးကိုဖင်စီဘူးမခါတတ်အောင်မတင်တာမစော်ကားနဲ့သမီးတို့လည်းလာမစော်ကားနဲ့သမီးတို့ကိုဘွားနဲ့ကိုစစ်နေနေရအန်ဒီတို့နဲ့ generation လည်းမတူ life ချင်းလည်းမတူအန်ဒီနဲ့သမီး page မှာလည်းသမီးစိတ်ဆင်းရအောင်လာမပြောနဲ့လာလည်းမမှတ်နဲ့အန်ဒီတို့လိုအပ်ရင်သာဆက်သွယ်လာတာမစော်လည်းလိုအပ်ရင်ဆက်သွယ်တယ်အန်ဒီတို့မလိုအပ်တော်လောက်တဲ့အခြေအနေထီကိုလည်းပေးခဲ့တာပဲလုပ်ပေးခဲ့တာပဲဘသူ့မှမသိချင်ဘူးအန်ဒီမမဟုတ်ဘူးသမီးညီမလေးကိုလည်းသမီးရဲ့လက်ထဲမှာကြီးလာတာသမီးညီမလေးကိုလည်းသမီးလုပ်ပေးခဲ့တာပဲသမီးပေးနိုင်တဲ့လောက်ကိုသူစင်မပြေတဲ့အခါအန်ဒီမသိတဲ့မေတ္တာတရားတွေသမီးမှာအများကြီးရှိတယ်အန်ဒီတို့မခံမနိုင်တဲ့မေတ္တာတရားသမီးမှာရှိတယ်ခံမှန်းလို့လည်းမရဘူးသမီးသားလေးကသမီးမွေးထားတာသူ့ပေါ်ထားတဲ့မေတ္တာတရားသမီးမှာရှိပြီးသားသမီးကိုရှိမင်းလာပြီးတော့ adjustment လည်းမလုပ်နဲ့ကိုယ်အလှနဲ့ကိုယ်ပဲသမီးကလှပြီးသားအတွင်းရောပြင်ရောကိုနဲ့ကြီးပြင်းလာတဲ့သူတွေကိုပဲလှအောင်စိတ်ကောလူရောလှအောင်နော်လုပ်ပေးလိုက်သမီးဘွားမှာအမေတယောက်ပဲရှိတယ်အဲ့ဒါသမီးအဖွားသမီးကိုအများကြီးပေးခဲ့တယ်ငယ်တည်းကအလုပ်လုပ်တတ်အောင်လဲသမီးဖွားပဲတင်ပေးခဲ့တာ9 နှစ်10နှစ်ပဲရှိသေးတယ်ဈေးရောက်ပြီးတော့အဖွားကိုချကျွေးခဲ့တာခုချိန်ဒီအန်ဒီတို့ပါဇက်ကပြောရင်အဖွားဘလို့ခိုင်းခဲ့တာအဖွားဘလို့လုပ်ခဲ့တာအန်ဒီလည်းအန်ဒီအမေပေါ်မှာအန်ဒီစိတ်ဘလို့ထားလဲအန်ဒီသိဆုံးမှာသမီးဖွားသုံးတဲ့အထိအလှူဒန်းဆိုတာမပြတ်ခဲ့ဘူးရှင်းအောင်ပြောပြတာအန်ဒီသိအောင်လို့ကိုမလည်းလာမရေးနဲ့အန်ဒီပူလောင်နဲ့အဲ့ပူလောင်မှုတွေမလို့ခြင်းပူဆိုးတယ်အန်ဒီရှိရမလို့ပူဆိုးတယ်ခုဆိုငါ line ပေါ်မှာပို့ဆိုပတ်သက်ဘလို့ရေးပလိုက်မှာဘလို့တင်ပေါ့အန်ဒီတင်တာလေးအန်ဒီစိတ်ပဲဟဲ့လားအန်ဒီစစ်ပဲလေအန်ဒီကြောင့်သိပြီးသားတင်ချင်းတင်မတင်ချင်းနေကိုကဘလို့နေနော်အန်ဒီအေဂျင့်ပါစေအန်ဒီလွတ်မြောက်ပါစေပဲဆုတောင်းပေးတယ်ကို peace နဲ့ကိုပဲ
နောက်ဆိုလူတွေကိုပတ်စံနဲ့လည်းဘယ်တော့မှမကူညီတော့ရှင်းအောင်လည်းပြောပြအောင်မယ်အနိသမီးရှိကနေပြီးတော့နော်ကျုံနဲ့အတူကြီးလာတဲ့ကလေးလေးနော်ကျုံညမလေးတွေဘယ်တုန်းမှသူ့ရှိကဘာမှမယူခဲ့ဘူးသူ့ရှိကယူသွားတာတွေပဲနော်မေးကြည့်လိုက်အောင်သူပေးခဲ့တာတွေပဲသူ့ဘက်ကတတ်နိုင်သမျှပေးခဲ့တာတွေပဲသူ့ဘွားနဲ့သူပဲသူလည်းသူ့ဘွားနဲ့သူပဲအနီတို့ဘာမှလုပ်ပေးတာမဟုတ်အားလုံးကသူ့ဘွားနဲ့သူရှင်သန်နေရတာတွေပဲမေတ္တာတရားဝင်လာတဲ့အခါကျလို့ရှိရင်ငြိမ်းချမ်းတယ်အန်ဒီကိုကြည့်လိုက်ရင်တော့ငြိမ်းချမ်းအောင်မေတ္တာတရားလည်းမရှိဘူးအများနဲ့ပူလောင်သမီးကိုလာမထိနဲ့တော့ထပ်ပြီးတော့စိတ်ရောလူရောစကလုံးနေနဲ့ရောကွန်မန့်မှာရောပြောပြီးသားအနီးပါအနီးရဲ့ line ပေါ်မှာအနီးကြိုက်တဲ့လောက်ရေးအဲ့ဒါအနီးကိုသုံးတဲ့ energy ကိုယ့်အကိုပြန်ရစမြဲပဲကိုချက်တဲ့ဟင်းကိုယ့်အကိုစားပြီးကိုယ့်အကိုဘိုက်ပြေတာဟုတ်တယ်မလားအဲ့ကိုသုံးတဲ့ energy ကကိုယ့်အကိုပြန်ယူရစမြဲပဲလာပူလောင်မနေနဲ့အနီးကိုစိတ်ထဲလည်းမရှိဘူးမိတ်ထားတယ်အရေးကြီးဆုံးကကိုဘလို့အမေမျိုးလဲဆိုတာမျိုးပေါ့နော်ဒီမှာတာလီတနေ့ကျရင်သူ့မိသားစုနဲ့သူအေးချမ်းနဲ့နေလိမ့်မယ်သူချစ်သူနဲ့သူသိတဲ့အရာလေးတွေနဲ့ရပြီအဲ့လောက်ဆိုသူရှင်တန်ရမယ်ပျော်ရွှင်ရမယ်ငြိမ်းချမ်းရမယ်ဒါလေးပဲမျှော်လင့်တယ်လောလောဆယ်မှာ day by day တရက်နဲ့တရက်ကိုပဲပြည့်စမ်းတယ်အဲ့တရက်နဲ့တရက်မှာအရေးကြီးဆုံးပဲကိုဘလို့စိတ်ထားလဲဆိုတာတခုခုဆိုနင်းပစ္စည်းလာယူခိုင်းလိုက်အမလေးဘာဖြစ်တယ်ညာဖြစ်တယ်လာယူခိုင်းလိုက်မယ်နော်အကုန်လုံးထည့်ပေးလိုက်ပြန်ပြီးတော့အကုန်လုံးထည့်ပေးလိုက်ပူလောင်နေမြင်တယ်စိတ်ချမှာကျမရေကြီးစိုက်တယ်ရောအားလို့ရှင်နေချရဲသွားတယ်နေချရဲမှာစော့တယ်သူသားနဲ့အလုပ်လုပ်ရတဲ့ချိန်ကျရင်ကိုအလုပ်ဘယ်လိုလုပ်အောင်မလဲဆိုတော့တည်တာပါပဲဘာလို့မလုပ်ရသေးတဲ့ချိန်ကတော့သူတာပေါ့ဒီလိုသားလေးကိုချစ်တယ်နော်အန်ဒီစုဘုစုပတ်ဆက်ပြောချင်လဲကွန်မန့်မှာလာပြောလို့တခုစောင့်နေဘာလို့မှအကုန်လုံးမြင်စေချင်လို့ပြောတာမလားအကုန်လုံးမြင်အောင်လို့ကွန်မန့်မှာလာပြောလေကိုကကိုငင်းငင်းချမ်းချမ်းနေပါကို့မှာအားလုံးရှိနေရပဲ
ကိုမချန်လေးလည်းရှိတယ်အိမ်လေးလည်းရှိတယ်စားဖို့လည်းအဆင်မပြေအဆင်ပြေတယ်မလားကိုကကိုအေးစစ်စစ်နေပါဘာလို့မှလဲကိုမုံတရားနဲ့ကိုရှင်သန်နေရဆိုလဲကိုဘကိုလောင်မြိုက်နေရဘယ်သူမှကယ်လို့မရသမီးတို့ဆိုတာဝေးသမီးတို့ဘွားကိုသမီးတို့နားလဲအောင်ကြိုးစားတယ်နားလဲနိုင်အောင်ကြိုးစားတယ်ကြိုးစားလို့နော်ကြိုးစားတဲ့ဒီထက်ကတိလာတဲ့အခါကြလို့ရှိရင်သမီးတို့ငြိမ်းချမ်းတယ်ကောင်းထဲမှာအမှတ်ရစရာပေါ်လာလို့ရှိရင်ကိုလိုပဲထပ်တူဆူတောင်းပေးတယ်သမီးတို့ပေးနိုင်တာတွေအကုန်လုံးကဥစ္စာပစ္စည်းရောစိတ်ကောနှလုံးသားရောသမီးတို့လုပ်ပေးခဲ့တာပဲဘယ်သူ့ကိုစော်ကားနေလို့လဲဘယ်သူ့မှမစော်ကားဘူးအန်ဒီလဲလာမစော်ကားနဲ့hippie design hippie is freedom ဘယ်သူ့မှလည်းသတိမရဘူးသတိမရအောင်လဲနေတယ်သတိရတော့ဘာဖြစ်မှာလဲသတိရတော့လဲဘာမှမသိဘူးရှုပ်ချက်တွေခံနေတော့မလို့ပို့ပြီးတော့လေသတိမရအောင်လာလုပ်နေစိတ်ကိုပို့ပြီးတော့ပြတ်တောက်အောင်လာလုပ်နေငါကိုယ်တွေကပြတ်တောက်နေပါပြီဆိုနေမှာပဲသားသမီးချင်းတွေ့လို့ရှင်လဲဘသူကကိုယ့်ကိုဘလို့ပေးတာဘလို့တော့ပေးတာကမ်းတာပဲကောင်းထဲမှာရှိလားမသိဘူးမြေရန်တိုက်ပေးတာနဲ့တူတူပဲရန်လဲလာမတိုက်ပေးနဲ့ကိုချစ်တဲ့သူတွေနဲ့လူဆိုတာလေကိုနဲ့နီးစက်ရကိုနဲ့နီးစက်တဲ့ energyကိုရှင်သန်ကြရတာပဲဟုတ်တယ်မလားကိုနေကိုစင်ပြေးမပြေးကိုစိတ်ပဲနော်စိတ်စင်ပြေလူစင်ပြေမယ်ဒါပဲကိုစင်ပြေအောင်နေသမီးတို့လည်းသမီးတို့ဘဝမှာဘာမှမရှိဘူးဘူးမှမရှိဘူးဒီမိသားစုပဲရှိရဲကိုစင်ပြေအောင်နေတယ်ဘူးလည်းဘူးလောင်ခြင်းဘူးစိတ်လည်းမညစ်ခြင်းဘူးတော့ကလည်းမရောက်ခြင်းဘူးမပြီးနိုင်တော့တဲ့အဲ့ဒီဟာတွေအတွက်လည်းကောင်းလည်းမရှိဘူးကိုဘက်မှာကိုချစ်တဲ့ကိုညီရှိရင်ရတယ်သူချစ်တယ်သူအချစ်ကအလုံးပြောင်းလဲနိုင်တယ်အဲ့ဒါပဲကိုချစ်ကလည်းသူ့ကိုပြောင်းလဲနိုင်တယ်အဲ့တော့ပြောင်းလဲယူတယ်ဒါပါပဲဘယ်ဟာအရေးကြီးဆုံးလဲဒီနေ့တာမှာတော့စကားလေးတောင်ထဲမပြောနဲ့တော့သူပြောနေဒါပါပဲမြောက်ရှုံးအောင်စောက်ရတယ်ဒါပဲခါကျရင်သူ့ဖေနှစ်ဖူးကိုသွားရိုက်တယ်ဘာဆိုဘယ်လိုလုပ်မလဲကို peace နဲ့ကိုပဲမော်လေးဂျော့ရှ်နေငါတို့တွေဒီရက်ပိုင်းထဲမှာပြောနေတာကိုညီကလေဟဲ့တဲ့ Josh တကောင်ပျောက်သွားပြီတဲ့
စာလည်းမပို့တော့ဘူးတဲ့အားတဲ့တွေးမှပဲတွေးတော့မယ်တဲ့အဲ့ပြောလိုက်တယ်တွေးရင်တော့လာလိမ့်မယ်လို့ငါတို့ရှိအောင်ပြန်မှာမဟုတ်ဘူးလို့မောင်လေးငါတို့တူတူအလုံးလုံးချင်တဲ့ဟာလေးလေငါမမိသေးတယ်တိလားနေရတာတော့ဟောငါဒရလော့ကြည့်မယ်ဟာကိုကြီးကတူထိုးမယ်ငါတို့တူတွဲလောက်ကြမယ်ပေါ့ငါတို့ပြောပြနေသေးတယ်ကိစ္စလေးကိုတိလားတတိယရမောင်လေးရေမဆဲတော့ပါဘူးဘာလို့ဆဲရအောင်သူဆဲရမယ်လူမဟုတ်တော့မဆဲဘူးဟုတ်တယ်ရင်ကလည်းချစ်တယ်ကိုလည်း miss you ဖြိုးရေဖြိုး miss you too I see you when I see you No, sure. Shoot. ကြီးလည်းရင်ကလည်းချစ်တယ်အခုလည်းချစ်တယ်ကိုအချစ်ကိုမပြောင်းလဲဖို့ပဲအဲ့ဆဆလူးမရောက်လာတော့ကလည်းဆဆလူးမပေါ်မှာနော်အဝိစားအစနော်ဟိုကိုလုတ်ပေးနိုင်သလားကိုလုတ်ပေးတာပဲနော်သူတို့လှုပ်ဘသူပဲလှုပ်ပေးကျုပ်ကိုဘသူမှဒီနေ့ဒီချိန်ထိတပြားတစ်ချက်အလကားဆိုပြီးတော့တရက်တောင်လာမလှုပ်ပေးဘူးဘကနာဝင်စိတ်ပေးတာမဟုတ်ဘူးရှင်းတယ်နော်ခါကြလို့ရှင်ဟိုကိုလာစော်ကားတဲ့အရာတွေကိုကြားလို့ရှင်မျက်ကွယ်ပြုတ်ထားတယ်တိတ်ပြီးတော့မပြောချင်လို့ပြောလည်းမပြောချင်ဘူးဘလည်းမပတ်သက်ချင်ဘူးကိုမလည်းလာမရေးနိုင်အန်ဒီစုကိုပွားနဲ့ကိုနေကိုပွားကိုနေစိတ်ချမ်းသာအောင်နေကိုက boss မလားအရာအလုံးရှိတယ်မလားအဲ့တော့ကိုတိုင်းကိုပွားနဲ့ကိုနေကူဆိုနေတို့ပေးတဲ့ပစ္စည်းတွေပြင်ယူဆိုယူလာယူခိုင်းလိုက်မယ်နီသူအကုန်လုံးပေးလိုက်သမီးပေးတဲ့ရွှေတွေရောစိန်တွေရောအကုန်လုံးပေးလိုက်တခုမကြမ်းသာပေးလိုက်နီသူနော်အကုန်လုံးလုပ်ပေးခဲ့တာတွေအကုန်လုံးမေတ္တာတရားနဲ့ပဲလုပ်ပေးခဲ့တာဘာလို့လဲဒီနေ့တစ်ချိန်နာမကျမ်းဖြစ်တဲ့အခါအကုန်လုံးလုပ်လို့ရအောင်လို့ဒါပါပဲMommy kiss? I love you. Meow. Tuta happy. And Tuta crying. Tuta angry. Tuta happy. A cry? No. Did that cry? Did that happy? No, tangele. A bell? The blinko? Lagi cuba syukutu musyukutu. One more. This one.ပြောပြအောင်မသမီးကလင်သားယူဆိုရင်တော့အဲ့ဒီလင်တယောက်တည်းကိုပဲယူတာလို့ဒီလင်တယောက်တည်းကိုပဲတသက်လုံးယူအောင်မှာပြောပြတာကိုဒီမှာတွေ့လာပန်းညံလေးနော်အပင်သေးသေးလေးတွေကနေစားဆိုင်ရမှာအပွင့်လေးတောင်ပွင့်နေပြီပြောပြတာကိုဘွားနဲ့ကိုဘလို့နေလဲဆိုတာသမီးတို့ဘွားသမီးတို့အေးချမ်းတယ်သမီးတို့နေတတ်တယ်သမီးတို့ဘလို့နေရမလဲသမီးတို့ကြိုးစားပြီးတော့သင်ယူနေတယ်လောကကြီးမှာသင်ယူစရာမကုန်ဆိုတော့ကိုလည်းသင်ယူတယ်ကိုပတ်ဝန်းကျင်လည်းကိုဘလို့လုပ်ပေးနိုင်မလဲဆိုတာသင်ယူတယ်အဲ့တော့ရှင်သန်ဖို့ point ပေါ့နော်ကို point ကိုရှိပြီးသားလာမပြောနဲ့နော်တတူးရကြိုက်လို့တကိုယ်လုံးထိုးမှာအဲ့ဒါသမီးရဲ့စကင်
ပေါက်လို့ပဲစားတက်တူးတွေလည်းတစ်ခုမှမထိုးထားဘူးဒါစားအမေကမောင်မရှိရောmommy kiss please wow မပေးရအောင်နဲ့ငင်းကြောင်မနေပါကိုကိုနော်ထက်ထွက်မနေနဲ့ဘယ်သူချီအောင်မဘာမှလည်းထက်ထွက်မနေနဲ့နော်သူတော့ရှိရအင်ကြီးတစ်ထဲတောင်မမျောလင့်အောင်ရှင်းလားအဲ့အမေပဲကျုပ်ပဲသူပြောရှင်မှုပဲမျောလင့်နေနော်တားလေနော်ကြားလားကြီးလာရင်မိမယူပြီးငါ့မြီးတွေမွေးပေးငါထိန်ပေးမယ်ကြားလားမာဂေတီဝင်မာဂေတီဝင် I love you လို့တသားချစ်တယ်လို့ချစ်လားမချစ်ဘူးလားဒီနေ့သူ့ကိုဖတ်တယ်နမ်းတယ်သူစားချင်တာလေးသူ့ဖေကဝယ်ကျွေးတယ်ကိုကဝယ်ကျွေးတယ်ချက်ကျွေးတယ်လောလောဆယ်မှာဒါပွိုင်မယ်သူကြီးပြင်းရမယ်သူခန္ဓာကိုယ်က energy လိုတယ်ကြီးပြင်းရမယ် day by day နော်သူစိတ်ချမ်းသာဖို့အရေးကြီးတယ်ပျော်ရွှင်ဖို့အရေးကြီးတယ်အဲကြမှာသူကောင်းမှလေးသူပျော်ရွှင်အောင်သူထားပေးနိုင်မယ်ဟုတ်တယ်မလားဟုတ်လားဟုတ်တယ်သူကဒီလိုသားမီးအပျော်ရွှင်တယ်လေဟုတ်တယ်မလားသူ့ဖေကြီးကိုချစ်တယ်သူ့ဖေကသူ့သားကိုချစ်တယ်ဒီကလည်းသူ့ဖေကိုချစ်တယ်သူဒီကလေးလေးကိုချစ်တယ်နော်ဒီလိုချင်တဲ့တတူးလေးတွေဆိုလို့ရှိရင်သူ့ဖေကိုယ်တိုင်ဆွဲပြီးတော့သူကိုယ်တိုင်ဖိုးပေးတယ်ဒီလိုမိသားစုကကိုလိုချင်တာရနေရပဲလေဒီချိန်မှာအန်ဒီလည်းအန်ဒီလိုချင်တာအန်ဒီစုအန်ဒီလိုချင်တာတွေအကုန်လုံးရခဲ့တာပဲမလားသမီးကိုမတိုက်ခိုင်းနဲ့တော့သမီးကအန်ဒီသမီးလို့ရော့စီတက်နေတဲ့မိန်းမမဟုတ်ဘူးရှင်းတယ်နော်ရွာဘိုးထိုးနေတဲ့မိန်းမမဟုတ်ရှင်းလားမကျေနပ်လို့ရှင်အန်ဒီကအန်ဒီကြိုက်တလောက်ဝုံအန်ဒီကြည့်အန်ဒီရဲ့ပူလောင်မှုနဲ့အန်ဒီပဲဟုတ်တယ်စိတ်ချမ်းသာကိုယ်ချမ်းသာအောင်မနေတဲ့အန်ဒီမအေးရေကြီးစိတ်တွေချိန်လဲကြတဲ့ခါမှာဘူးမှမရှိဘူးအဲ့တော့ကိုယ့်အကိုစိတ်တွေကိုယ့်အကိုပြန်ပြီးတော့တိဆောက်ယူတယ်နော်အန်တီစုဆိုတာဝေးရှိဖို့နေတာကိုဟာကိုပဲပြန်တိဆောက်ကိုဟာကိုပဲအေးချမ်းအောင်နေ My son is play all the time so he not cold Mommy is cold he never cold he have a full of energyသမီးရလေအန်ဒီစုသမီးရလေကိုငိမ့်ချမ်းမှုနဲ့ကိုပဲကိုဘဝနဲ့ကိုငကိုတဲ့ကကိုဘဝနဲ့ကိုပဲအန်ဒီရှိက adjustment နော် adjustment ဆိုတာအန်ဒီရဲ့ရော့စီတက်နေတဲ့သမီးကိုမေးကြည့်လိုက်အင်္ဂလိပ်လိုဘယ်လိုပြောတာဘယ်သူဘာပြောရလဲအဲ့မလုံးနဲ့ဘာ adjustment မလုံးနဲ့သမီးဘဝကိုလာပြီးတော့လောကကြီးမှာလေကိုဘွားမှာလူတွေအများကြီးကိုခွင့်လွှတ်ပြီးသားဘာလို့လဲသိလား happiness come from peace come from forgive and let go forgive လုပ်ပြီးရင်လည်း let go လုပ်လိုက်ရတယ်အဲ့လူတွေကိုခေါင်းထဲကနေ I forgive you let go go ပြီးရင်peace ကရောက်လာတယ် peace ပြီး happiness ကမွေးဖွားလာတယ်အဲ့ဒါပဲအဲ့ဒီ process ပဲအဲ့ဒီ cycle ထဲမှာနေတယ်ဒါပဲရှင်းလေးပဲ
ဒီတို့မိသားစုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမရှိတဲ့အခါရှိတဲ့ဟာကိုခွဲဝေပြီးတော့မေတ္တာတရားနဲ့စတောက်မယ်နော်ရှိတဲ့အခါဘလို့ handle လုပ်ရမလဲဆိုတော့ကောင်းကောင်းနားလည်သွားတယ်အဲ့ဒါပဲအဒီသမီးတို့ရှိရဘာမှဆက်ပြီးမမျောလင်းနဲ့တော့ဘာမှအားလုံးပဲမင်္ဂလာပါဂီးရဲ့ page မှာဂီးဘွားမှာရေးပါခဲ့တဲ့သူကအဲ့လိုမျိုးပေါ့နော်လာပြီးတော့တိုက်ခိုက်တဲ့အခါကျတော့ခံစားရတယ်ဒီနှလုံးသားလေးငြိမ်သက်နေတဲ့နှလုံးသားလေးမှာငြိမ်သက်နေတဲ့ရေပြင်လေးကအဲ့လိုလှုပ်ခတ်သွားတယ်ပေါ့နော်လှုပ်ခတ်သွားတဲ့အခါကျလို့ရှိရင်မိခင်တယောက်အနေနဲ့မိခင်စကားကိုသားနဲ့ပတ်သက်ပြီးပြောတာဆိုတော့ဂီကတော့ဘယ်တော့မှခံမှာမဟုတ်ဘူးအဂီသားကိုဂီတို့ဘယ်လိုစောင့်ရှောက်လဲဘယ်လိုဖြစ်စေခြင်းလဲဘာ point လဲဆိုတာဂီတို့လင်မယားနှစ်ယောက်လုံးသိပြီးသားပြောမှလင်ဒါယူရင်လည်းတယောက်ပဲယူမှာလို့နော်ဒီတယောက်ကိုပဲယူနေမှာလို့နော်ပြောပြတာတာcoffee snack ကို okay ကိုကပူလောင်ရင်ကိုကတယောက်တည်းလောင်နေကိုကဝုန်းခြင်းလဲတယောက်တည်းဝုန်းနေကိုကလောင်မြိုက်နေတလုံးလှုပ်မချခဲ့တဲ့အရာတွေเนาะအကြံပေးလိုက်မယ်လောကကြီးမှာလှုပ်ချတဲ့နာတွေအကုန်လုံးလှုပ်ချပြီး forgive ခွန်းလို့ရမယ်ပြီး let go လို့ရမယ်เนาะအဲ့တော့မှကိုသွားရလမ်းဟာကောင်းကောင်းသွားနိုင်မယ်အဲ့ဒါပါပဲအဲ့ဒါလေးပဲပြောချင်တာဒီတော့မှ knowledge တွေအရင်မရှိဘူးကိုရှိတဲ့ knowledge လေးနဲ့ကိုယ့်ဘက်ကိုရှင်းသန်းနေထိုင်နေရဒါပါပဲenough tata love you